အခုမှစလေးလာမဲ့သူလေးအတွက်လက်ကွက်တင်တဲ့နေလေးကိုအရင်ပြောပြမယ်အဲ့တော့ keyboard ပေါ်မှာလက်ကွက်ဘယ်လိုတင်ရမလဲဆိုတော့ဘယ်ဘက်လက်သန်းလေးက A ပေါ်မှာစတင်မယ်ဘယ်ဘက်လက်တကြွယ်လေးက S ပေါ်မှာတင်မယ်ဘယ်ဘက်လက်ခလဲလေးက D ပေါ်မှာတင်မယ်ဘယ်ဘက်လက်ညိုးလေးက F ပေါ်မှာတင်လိုက်မယ်အဲ့လိုလေးရသွားပြီဆိုရင်အလယ်မှာ G နဲ့ H ကိုဒီချေကလွှတ်ထားမယ်ညာဘက်လက်ညိုးလေးကနေစပြီးတော့ J ပေါ်မှာတင်မယ်ညာဘက်လက်ခလဲလေးက K ပေါ်မှာတင်မယ်ညာဘက်လက်တကြွယ်လေးက L ပေါ်မှာတင်မယ်ညာဘက်လက်တန်းလေးက semi column ပေါ်မှာတင်မယ်ပြီးသွားရင်ပုံနေတဲ့လက်မလေးနှစ်ချောင်းကအောက်ကဘာတန်းအရှိကြီးပေါ်မှာဒီ space bar ဆိုတဲ့ပေါ်မှာတင်ထားရုံပဲဆိုတော့အခုမှစားလေးလာမဲ့သူလေးတွေက keyboard ပေါ်မှာလက်ကွက်ဘယ်လိုတင်ရမလဲမသိဘူးဆိုလို့ရှိရင်ဒီချေကိုတစ်ချောင်းချင်းစီလိုက်နှိပ်နေလိမ့်မယ်ဒါကြောင့်လက်ကွက်တင်တဲ့နည်းလေးကိုအရင်ဆုံးပြောပြပေးရအဲ့တော့လက်ကွက်လေးတင်တဲ့နည်းသိသွားပြီဆိုရင်ဒီချေတို့တွေ keyboard မှာပါတဲ့အခေါ်လေးကိုပြောပြပေးပါမယ်အဲ့တော့ ESC ဆိုတဲ့ key လေးက escape key လို့ခေါ်ပါတယ်အပေါ်မှာရှိတဲ့ F1 ကနေ F12 ကိုဒီချေတို့က function key လို့ခေါ်တယ်ဟုတ်ပြီနော်ပြီးတော့ရင်1တို့2တို့3တို့ရဲ့အပေါ်မှာရှိတဲ့ exclamation mark တို့ဒီမှာ hashtag တို့ dollar sign တို့ဒါလေးတွေကိုကြတော့ double function key လို့ခေါ်တယ်1 2 3 4 5ဒီမှာ1 to 10ပေါ့ဒီစကားလုံးလေးကိုကြတော့ဒီချေတို့က number လေးဖြစ်တဲ့အတွက်ကြောင့် numeric key လို့ခေါ်တယ်ပြီးရင် WER တို့ ASDF တို့ ZXCV တို့ A to Z အခရာလေးတွေကိုကြတော့ typewriter key or character key လို့ခေါ်လို့ရတယ်။အဲ့တော့ဒါလေးကတော့ဒါ knowledge ပိုင်းအနေနဲ့သိထားတဲ့ထင်လို့ပြောပြပေးတာအဓိကလိုအပ်တဲ့ဘိုင်းလေးကိုပြောပြပေးမယ်နော်။အဲ့တော့ teacher တို့ဒီမှာဆိုရင်ကျူရဲ့ဘေးမှာ tab key လေးရှိရယ် TAB ဆိုတဲ့ tab key လေးအဲ့ဟာလေးက teacher တို့တွေ CV file လေးရေးတဲ့အခါမျိုးမှာ tab setting ချိန်ပြီးတော့ရေးရတယ်။အဲ့ဒီနေရာမှာလည်းသုံးကြတယ်။စာပိုက်တွေရဲ့အရှိမှာပေါ့နော်။ teacher တို့ tab ခုံပြီးတော့လည်းရေးကြတယ်။ဒီတိုင်းလေးမှတ်ထားရပြီ။အဲ့တော့နောက်တစ်ခုက cap lock ဆိုတဲ့အရာလေး cap lock ဆိုတဲ့အရာလေးကစလုံးအားလုံးအကြီးကြီးပဲရေးတဲ့အခါမှာသုံးတယ်အခု teacher တို့တွေရှေ့မှာပြောထားခဲ့တယ်လို့ပဲအရင်ဆုံး mouse လေးကိုကင်ပြီးတော့ Microsoft Word ဆိုတဲ့ software လေးတွေကို teacher တို့ကဝင်လိုက်ပြီးသွားပြီဆိုလို့ရှိရင်စာရွက်လေးပေါ့နော်blank document ဆိုပြီးစာရွက်အဖြူလေးတစ်ရွက်လေးယူလိုက်ပြီယူပြီးသွားရင်ဒီထဲမှာစာရေးစပြီးတော့ရေးလို့ရပြီအဲ့တော့ teacher က cap lock ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့လက်ကွက်အတိုင်းလေးတင်ပြီးတော့ဒီချက်ကဒီမှာစာလေးရေးပြမယ်ဒါဆိုလို့ရှိရင်စကားလုံးအားလုံးကအကြီးကြီးပဲဖြစ်သွားတယ်ဒါကြောင့် cap lock ဆိုတဲ့အရာဒီစလုံးအားလုံးအကြီးကြီးပဲရေးတဲ့အခါမှာသုံးပါတယ်အကယ်၍အသေးလေးပဲပြန်ရေးချင်တယ်ဆိုရင်တော့ဒီချက်က cap lock လေးကိုတစ်ချက်ပြန်နှိပ်မယ်ပြန်ပိတ်လိုက်တဲ့သဘောပေါ့နော်ပြီးသွားလို့ရှိရင်ဒီချက်ကိုဒီမှာပြန်ရေးလိုက်မယ်ဆိုလို့ရှိရင်အသေးလေးပဲထွက်သွားပြီစကားလုံးလေးကဟုတ်ပြီနောက်တစ်ခုကကြတော့ cap lock ရဲ့အောက်မှာ SHIFT ဆိုတဲ့ shift key လေးရှိရယ် shift key လေးကဘယ်နေရာမှာသုံးလဲဆိုတော့ကိုအကြီးရေးချင်တဲ့စကားလုံးတစ်လုံးတစ်လေကို shift နဲ့တွဲနှိပ်တယ်ဆိုလိုတာကဒီချက်က my name is စုတင်စာကျော်လို့ရေးချင်တယ်ဆိုပါတော့ဒါဆိုရင်အစစကလုံးတိုင်းကိုအကြီးရေးချင်တယ်ဒီချေတို့ပထမတော့ငါသိထားတာကစလုံးအကြီးရေးမယ်ဆိုရင် cap lock ကိုနှိပ်မယ်လို့ဒီချက်ကသိထားပြီးသားအဲ့တော့ cap lock ကိုဖွင့်လိုက်M ကိုအကြီးရေးလိုက်ဟော cap lock ကိုပြန်ပိတ်လိုက် Y ကိုရေးလိုက် cap lock ကိုပြန်ဖွင့်လိုက်အစစကလုံးအကြီးရေးလိုက် cap lock ကိုပြန်ပိတ်လိုက်အသေးရေးလိုက်ပြီးတော့ရင် cap lock ကိုပြန်ဖွင့်လိုက် I ကိုအကြီးရေးလိုက် cap lock ကိုပိတ်လိုက်အသေးရေးလိုက်အဲ့တော့မရအောင်လားဆိုတော့ရတာပေါ့နော်ဒါပေမဲ့ဒီချေကိုပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်နေရေးနေရတာအချိန်တွေ waste ဖြစ်တယ်ပြီးတော့စနစ်လည်းမကြဘူးပေါ့နော်ဒါကြောင့်မို့လို့စကလုံးအားလုံးအကြီးရေးမယ်ဆိုရင်တော့ cap lock လေးကိုသုံးပြီးတော့ရေးအကယ်၍တလုံးတလေပဲအကြီးရေးချင်တာဆိုလို့ရှိရင်တော့ဒီ shift key လေးနဲ့ရေးလို့ရတယ်ဒီချေတို့အကြီးရေးချင်တဲ့စကားလုံးလေးကို shift နဲ့တွဲပြီးတော့နှိပ်မယ်ဆိုတော့ဒီချက်က S ကိုအကြီးရေးချင်တယ်ဆိုပါတော့ဒါဆိုရင်ဒီချက်က shift ကိုဖိပြီးတော့ S ကိုနှိပ်ရမှာပေါ့နော် shift ကိုဖိ S ကိုနှိပ်အဲ့ဒီအခါမှာတခုပြောပြပေးမယ် keyboard မှာဘယ်ဘက်အချမ်းမှာ shift key လေးရှိရယ်ညာဘက်မှာလည်း shift key လေးရှိရယ်ဘယ်ရောညာရောထည့်ပေးထားရဆိုတာဒီချေတို့ဒီခလုတ်လေးတွေကိုနှိပ်တဲ့အခါမှာပို့ပြီးတော့အလင်းသင့်တယ်လို့သုံးတာသူကထည့်ပေးထားတာအကယ်၍များဒီဘက်က shift ကိုဖိလိုက်ဒီဘက်က S ကိုတွဲနှိပ်လိုက်ဒါဆိုလို့ရှိရင်လက်အထားအတူလေးတွေကအဆင်မပြေဖြစ်တတ်တယ်ဒါကြောင့်နံပါတ်1လက်ကွက်အတိုင်းလေးတင်လိုက်မယ်အဲ့တော့ဒီဘယ်ဘက်အချမ်းကစကလုံးလေးတွေကိုဒီချက်ကရေးချင်တယ်ဆိုရင်ညာဘက်အချမ်းက shift ကိုသွားဖိမယ်ဘယ်ဘက်ကစကလုံး S ကိုနှိပ်မယ်ဒါပို့ပြီးတော့အလင်းတင်တယ်အကယ်၍ညာဘက်အချမ်းကစကလုံးလေးတွေကိုရေးချင်တယ်ဆိုရင်ဘယ်ဘက်အချမ်းက shift ကိုဖိပြီးညာဘက်အချမ်းကစကလုံးလေးတွေကိုသွားနှိပ်လိုက်ရုံပဲ
ဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်ဟောညာတော့သူက shift key လေးကိုထည့်ပေးထားတာအဲ့တော့အခု teacher တို့လိုအပ်တဲ့အပိုင်းလေးကိုပြန်သွားမယ် shift key ဆိုတာဒီကိုအကြီးရေးခြင်းတဲ့စကားလုံးကို shift နဲ့တွဲနှိပ်တာပါဘယ်ဘက်ကစကားလုံးတွေကိုအကြီးရေးခြင်းညာဘက်က shift ကိုဖိထားဘယ်ဘက်က s ကိုနှိပ်ဒါဆိုရသွားပြီပြီးရင်အသေးရေးမယ်အဲ့လိုပဲ teacher တို့ t ကိုအကြီးရေးခြင်းနဲ့ဆိုရင်လည်းဘယ်ဘက်မှာရှိရဆိုတော့ညာဘက်က shift ကိုဖိမယ်ဘယ်ဘက်က t ကိုနှိပ်မယ်ပြီးသွားရင်ကျဲအသေးလေးပဲဆက်ရေးမယ်ဒီတစ်ခါဒီချေကိုညာဘက်ကစကလုံးလေးကိုအကြီးရေးချင်တာဆိုတော့ဘယ်ဘက်က shift ကိုဖိညာဘက်က k ကိုနှိပ်မယ်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့ဒါဆိုရင် shift key လေးရဲ့အလုံးလုံးပုံလေးကိုလည်းသိသွားပြီလို့ထင်ပါတယ် shift key လေးကအလုံးလုံးပုံတွေကတော့တခြားအရာတွေလည်းအများကြီးရှိပါသေးရဲ့နော်ဒါပေမဲ့အခုမှစလေ့လာမယ့်သူလေးအတွက်တော့ဒီချေတို့စလုံးအကြီးရေးတော့မယ်ဆိုရင် shift နဲ့တွဲနှိပ်ပြီးတော့သုံးရတယ်ဆိုတာလေးကိုသိစေချင်လို့ဒီတစ်ချက်လေးကိုအဓိကထားပြီးတော့ပြောပြရပါအဲ့တော့နောက်တစ်ခုကတော့ CTRL ဆိုတဲ့ key လေးဒါလေးက control key လို့ခေါ်တယ်ကွန်ပျူတာအခြေခံသင်တန်းလေးစတက်လို့ရှိရင် shortcut key လေးသုံးရတယ်သင်ခန်းစာလေးတွေထဲမှာအဲ့ဒီခါမှာ control နဲ့တွဲနှိပ်ကြတယ်အခုလောလောဆယ်တော့ CTRL ဆိုတာ control key ဆိုတာလေးမှတ်ထားရင်ရပါပြီပြီးရင်ပြတင်းမပုံလေးက window key လို့မှတ်ထားရင်ရပါပြီALT ဆိုတာလေးက Alt key လို့မှတ်ထားရင်ရပါပြီအဲ့တော့ဘယ်ဘက်အချမ်းမှာ shift ရယ် control ရယ် window တို့ alt တို့ပါတယ်လို့ဒီချေတို့ညာဘက်အချမ်းမှာလည်း shift တို့ control တို့ alt တို့ပါတယ်ဘာလို့ဘယ်ရောညာရောထည့်ပေးထားရလဲဆိုတော့လက်10ချောင်းလုံးလက်ကွက်ပေါ်မှာတင်ထားလို့ရှိရင်အလင်းတင်တယ်လို့အသုံးပြုလို့ရအောင်သူကထည့်ပေးထားတာနောက်တစ်ခုဒီချေတို့အလဲကဘာတန်းအရှည်ကြီးကို space bar လို့ခေါ်တယ်ဒီချေတို့ကစကားလုံးတစ်ခုခုရေးချင်တယ်ဆိုပါတော့ဟုတ်ပြီနော်အဲ့တော့စကားစုလေးဒီလိုခွဲရေးမယ်ဆိုလို့ရှိရင်ဒီချေတို့က space bar လေးခွဲပြီးတော့ရေးရတယ်ဒီတိုင်းရေးလို့မရဘူးပေါ့နော်ဟုတ်ဒီချေကဒီမှာဆိုရင် education လို့ရေးချင်တာအဲ့တော့ဒီချေကဒီမှာ education is very important လို့ရေးချင်တယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ဒီချေဘာမှမချဘဲနဲ့ဒီတိုင်းလေးရေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအကောင်လုံးကစကလုံးတွေကပူသွားပြီပေါ့နော်အဲ့တော့ဒီချေတို့ဒီစကစုတစုနဲ့တစုချားမယ်ဆိုလို့ရှိရင်စကစုလေးတစုပြီးတိုင်း space bar လေးနှိပ်မယ်စကစုလေးတစုပြီးတိုင်း space bar လေးနှိပ်မယ်စကစုလေးတစုပြီးတိုင်း space bar လေးနှိပ်မယ်အဲ့တော့ space bar ဆိုတာစကစုတစုနဲ့တစုချားရဲ့နေရာမှာသုံးပါတယ်အဲ့ဒီအတွက်ကိုဒီချေတို့ထည့်ပေးထားတာပါအဲ့တော့အဓိကအသုံးဝင်တဲ့ပို့ပြီးလိုအပ်တာလေးကိုပဲပြောပြသွားမယ်နော်။ keyboard မှာ cloud တွေကတော့အများကြီးပဲ knowledge ပိုင်းလေးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းခွင်မှာအဓိကပို့ပြီးတော့သုံးရတယ်။အခုမှစလေ့လာမယ့်သူလေးအတွက်ပို့ပြီးလိုအပ်တာလေးကိုပြောပြပေးမယ်။အဲ့တော့ညာဘက်မှာဒီချေကို enter ဆိုတဲ့ခလုတ်လေးရှိတယ်။ enter ဆိုတဲ့ခလုတ်လေးကစာကြောင်းတစ်ကြောင်းရေးလိုက်တယ်။ဒီဘက်ဘေးမှာဆက်ပြီးတော့မရေးချင်ဘူး။နောက်တစ်ချောင်းရေးချင်တယ်ဆိုရင် keyboard ကနေ enter တစ်ချက်ခောက်လိုက်။ဒါဆိုနောက်တစ်ချောင်းရောက်သွားပြီ။အဲ့လိုပဲဒီချေတို့ဒီမှာစကားလုံးလေးတစ်လုံးထည့်ရေးမယ်ပေါ့ရေးပြီးသွားလို့ဆက်မရေးချင်ဘူးအောက်ကိုနောက်တစ်ချောင်းဆင်းချင်တယ်ဆိုရင် enter ခောက်လိုက်ရုံပဲဟုတ်ပြီနောက်ထပ် key လေးရတော့ဒီချေတို့ enter ရဲ့အပေါ်မှာမြားလေးပါတယ်အဲ့ဒါလေးကို backspace လို့ခေါ်ပါတယ် enter ရဲ့ဘေးမှာ delete ဆိုတဲ့ခလုတ်လေးပါတယ်အဲ့တော့ keyboard မှာဖြတ်တဲ့နေရာလေးနှစ်နေရာပါတယ်ဟုတ်ပြီနော်delete ကလည်းစကားလုံးတွေကိုဖြတ်တာ backspace ကလည်းစကားလုံးတွေကိုဖြတ်တာဒါပေမဲ့ဖြတ်ပုံဖြတ်နေခြင်းမတူဘူးပေါ့နော်အဲ့တော့ဒီချက်ကအခုဒီမှာဆိုရင် O နဲ့ R နဲ့ကြားမှာဒီလိုကာစာလေးတစ်ချက်ထောက်လိုက်မယ်အဲ့တော့စာရေးချင်တာတို့ဘာလို့ဆိုလဲချက်ကမိတ်တို့ကာစာလေးကိုနှိပ်မှရတာအဲ့တော့မိတ်တို့ကာစာလေးကြာလာပြီဆိုရင်စာရေးလို့ရတယ်ဒီချက်တို့ဒီလိုမျိုးလေးစာလေးထပ်ပြင်လို့ရတယ်အဲ့တော့ O နဲ့ R နဲ့ကြားမှာကာစာလေးတစ်ချက်ထောက်လိုက်တယ်ထောက်ပြီးသွားပြီဆိုရင်ဒီချက်က keyboard ကနေ delete ဆိုတဲ့ခလုတ်လေးကိုတစ်ချက်စီနှိပ်လိုက်မယ်အော်ဒီကာစာလေးရဲ့ဒီအနောက်ဘက်ကစကလုံးလေးပြတ်သွားတယ်။အော်ဒီတစ်ခါဒီချက်က backspace ဆိုတဲ့အရာလေးကိုနှိပ်လိုက်မယ်။အော်ဒီအရှိဘက်ကဥစ္စာလေးပြတ်သွားတယ်။အဲ့တော့အဓိကပြောချင်တာကတော့ backspace ကလည်းစကလုံးတွေဖြတ်တယ် delete ကလည်းစကလုံးတွေဖြတ်တယ်။ဒါပေမဲ့ရှေ့ကိုဖြတ်တာနဲ့နောက်ကိုဖြတ်တာလေးနဲ့ကွာတယ်ဆိုတာသိစေချင်တာပါ။အော်ဒီချေတို့ဒီဘက်ဘေးက key လေးတွေကိုတော့ဒါလေးကိုဒီချေတို့က active key လို့လည်းခေါ်တယ်။ဒီမြားလေးကိုကျတော့ arrow key လို့လည်းခေါ်တယ်။ဒီ external keyboard မှာဆိုရင်1 2 3လေးကအပေါ်တန်းမှာလည်းပါတယ်လို့ဒီလိုညာဘက်အချမ်းမှာလည်းပါတယ်ပေါ့နော်အဲ့တော့ညာဘက်အချမ်းမှာပါတဲ့ number lock လေးတွေကိုကြတော့ဒီချေကဒီတိုင်းရိုက်လို့မရဘူးသူ့ရဲ့အပေါ်မှာ num lock ဆိုတဲ့ခလုတ်လေးပါတယ် num lock လေးကိုပိတ်ထားရဲဆိုရင်ဒီချေကိုစာရိုက်လို့မထွက်ဘူးပေါ့နော် num lock ဆိုတာလေးကိုဖွင့်ထားတော့မှပဲစကလုံးလေးသွားပြီးတော့ရိုက်လို့ရတယ်ဒါကြောင့်ကိုက1 2 3 4 5 6ရေးချင်တယ်ဒီဘက်ကစကလုံးလေးတွေကိုလည်းရေးချင်တယ်ရေးလိုက်ပေမဲ့လည်းစကလုံးလေးထွက်မလာဘူးဆိုရင်တစ်ချက်သတိပြုပါ num lock ဆိုတဲ့ခလုတ်လေးပိတ်ထားလို့ရှိရင်ရေးလို့မရပါဘူး
ဖွင့်ထားမှာပဲရေးလို့ရပါတယ်နော်